What's your work day? ဒီ sentence က beginner တွေအမှားအများဆုံးပဲ job နဲ့ work နဲ့ကအလုပ်ဆိုတဲ့အဓိပ္ပာယ်ချင်းတူပေမဲ့သုံးခုသုံးနည်းချင်းလုံးဝမတူပါဘူး Welcome to Maddie's English Fix. job ဆိုတာကကိုယ့်အလုပ်အကိုင်နာမည်ကိုပြောတာပါ engineer teacher doctor ဒီလို position တွေကိုပြောချင်ရင် job ကိုသုံးပါတယ် for example my job is a teacher ပြီးတော့ job က count လုပ်လို့ရတယ် a job two jobs စသဖြင့်ပေါ့ for example I have two jobs I am a teacher in the morning and a content creator at night walk ကကြတော့အလုပ်ကိုင်နာမည်မဟုတ်တော့ဘူးကိုတကယ်လုပ်နေရတဲ့အလုပ်ကိစ္စတွေ task တွေဖြစ်သွားပြီ For example I have a lot of work today walk ကတော့ count လုပ်လို့မရဘူးเนาะ2 walks 3 walks ဆိုပြီးတော့ပြောလို့မရပါဘူးဒါဆိုရင်တင်းအလုပ်ကဘာလဲလို့မေးချင်ရင် What's your work လို့မမေးဘူး What's your job လို့မေးတာက natural ဖြစ်ပါတယ်ကဲဒါဆိုရင်ငါအလုပ်ရှာနေတယ်ဆိုတာကို I'm searching for a job လား I'm searching for a work လားဖြေခဲ့ကြအောင်နော် See ya in the next video bye bye